division ကန်ရတဲ့ squad 3300ကျော် strand နဲ့တွေ့ရဗျာကျွန်တော်ရဲ့ free player squad နဲ့ဒီလိုမျိုး3300ကျော် squad ကိုကျွန်တော်ဘယ်လိုအနိုင်ယူလဲဆိုတာကိုဗီဒီယိုဆုံးအောင်ကြည့်သွားပါတစ်ဖက်တင်ဘယ်လောက်လွင်ရတောင်းတင်းလဲဆိုတော့အားလုံးမြင်ကြတဲ့အတိုင်းပဲကြည့်လိုက်ပါ bit တိုင်းတွေ show တိုင်းတွေ epic တွေကြီးပဲဗျကိုသမားကလည်း buffon လုံးဝ share ယူပါလူစင်းကအရေးမကြီးပါဘူးစကေးရတာအရေးကြီးတာပါကဲတစ်ဖက်တင်ကဘောလုံးစရတယ်ပထဗီယေရာဖီလီလန်လီယိုနယ်မက်ဆီသူအန်ဂရာမက်ဆီပါဗျာအားလုံးသိရဲ့အန်ဂရာမက်ဆီဘောလုံးပြတ်သွားပြီကျွန်တော်ရဲ့လီယိုနယ်မက်ဆီပြန်ရထားမိုက်ကယ်အိုလီစီကျွန်တော်တော့ဘောလုံးကို easy ပဲကင်ဆော့တယ်ဗျ position game သမားဆိုတော့ Harry Kane လီယိုနယ်မက်ဆီဘီယေရာကိုတစ်ချက်လှည့်ထွက်သွားတယ်ဗျာအဲ့မှာကြံခဲ့ပြီဘီယေရာ standing shot လှမ်းကန်တယ် Brand ပိတ်သွားတယ် Brand ရဲ့ဒီ defending ကလည်းတော်တော်ကောင်းတယ်ဗျမိုက်ကယ်အိုလီစီလီယိုနယ်မက်ဆီကျွန်တော်တော့ easy ပဲဗျလီယိုနယ်မက်ဆီနဲ့ဘောလုံးကင်ကစားတယ်တစ်ချက်ခောက်တယ်ရသေးတယ်လီယိုနယ်မက်ဆီချင်းနေကြည့်နေတယ်ကျွန်တော်ကတော့ easy ပဲရိမ့်ပြီးကစားတယ်လီယိုနယ်မက်ဆီကိုရှေ့မှာရှိနေ Harry Kane နောက်မှာပါလာ Steven Gerrard Michael Olise Steven Gerrard တားလေးဘယ်တစ်ချက်လှည့်ထွက်သွားတယ်လှတယ်နော် Harry Kane Bonucci Harry Kane ဘက်ကိုရိမ့်လို့နေဘက်ကိုရိမ့်ပြီးတော့ဘယ်ချင်နဲ့လှမ်းကန်တယ်ကိုသမား Buffon လာရပုတ်ဖမ်းသွားတယ်ဖတ်တင်ရတယ်ကျွန်တော်ကောင်တာရရတယ်ရှေ့ကိုတန်းထိုးပြီခရစ္စတီယာနိုရိုနယ်ဒိုအေးရတွင်းထဲမှာရှိနေမိုးဝက်စီကိုလှမ်းအထောင်မှာကျွန်တော်ရဲ့ Bonucci ဖြတ်ထုတ်နိုင်ခဲ့လို့တော်ကကြရတယ်ခင်ဗျာဒါပေမဲ့လူလဲကျွန်းနေပါတယ်ပထမပိုင်းတော့ဇီးဇီးနဲ့ပြီးဆုံးခဲ့တယ်ဘောလုံးပိုင်ဆိုင်မှုအသာခြေစမ်းအသာနဲ့ကျွန်တော်ကစားထားတယ်ကျွန်တော်ဂိုးပေါက်ချင်းချမှုကျွန်တော်2ကြိမ်ရရ2ကြိမ်လုံးဂိုးပေါက်တဲ့တယ်တစ်ဖက်အသင်းကဂိုးပေါက်ချင်းချမှုကျွန်တော်တို့တစ်ကြိမ်မှမလုံးနိုင်ခဲ့ဘူးเนาะဒီလိုမျိုးစကွက်ကြီးနဲ့ကျွန်တော်ပထမပိုင်းတစ်ပိုင်းလုံးဂိုးပေါက်ချင်းချမှုတစ်ကြိမ်မှမလုံးနိုင်ခဲ့လို့ဘောလုံးပိုင်ဆိုင်မှုလည်းအသာစီးမရယူနိုင်ခဲ့ဘူးဒီမှာဆိုမာရီယိုဂေါစီမိုးဘစ်ကိုထိုးပေးတာကျွန်တော်လွတ်ထွက်သွားပြီလို့ထင်တာဘရုန်းချင်းနဲ့ပထမလိုက်ခဲ့တယ်မရဘူးကျွန်တော်ရဲ့ Van Dijk ထိန်းသွားတာဗျာအီဘရာဟင်မိုဗစ်မြေပေါ်မှာခွေလေးကြံနေခဲ့တာဒီမှာရိုဘတ်တိုကာလော့ခရစ္စတီယာနိုရိုအသားလေးမျောတင်ပေးတဲ့အလုံးလေးကိုဘွန်နီချီကောင်းသွားလေတော်တော်ကောင်းတယ်ဗျာကျွန်တော်ရဲ့နောက်တန်းကလည်းဂိုးသမားနေစပြီးတော့ဘလုံးစတယ်မိုက်ကယ်အိုလီစီအသားရလေးပဲစတီဗင်ဂျာရက်Harry Kane Lionel Messi မှာ space အကျရနေတယ် Lionel Messi နောက်မှပါလာ Harry Kane တောက်ချောက်ဆွဲပြေးပြီးတော့ကန်ပြီကိုဘီခမညာ time forward play style နဲ့ Harry Kane ဦးဆောင်ကိုတော့ဘယ်ချင်နဲ့သွင်းယူပေးနိုင်ခဲ့ပြီဗျာဒီကိုကျွန်တော်ရရှိတဲ့ဒီကိုပြန်ပြီးသုံးသပ်အောင်ဒီမှာဆို Lionel Messi space အကျရနေတယ်ဒီမှာဘီရဲတာပြေးပြီးတော့တက်လာအောင်မြင်လို့ကျွန်တော်နောက်မှရှိနေ Harry Kane ကိုအသာလေးမျောထုတ်ပေးလိုက်တယ် Harry Kane တစ်ချက်ခောက်လိုက်တဲ့အချိန်မှာကျွန်တော်တစ်ဖက်ကစားသမားကကံမယ်မှတ်လို့ဒီတက်ကေလောက်တဲ့အချိန်နဲ့ quality space ရသွားပြီးတော့ကျွန်တော်ဂိုးဖြစ်ပြောင်းလဲနိုင်ခဲ့တယ်ကဲပွဲပြီးဆုံးတဲ့အချိန်မှာတော့ကျွန်တော်တကိုး0ဆိုတဲ့ရလက်နဲ့နိုင်ရရှိခဲ့တယ်ကဲပွဲပြီးချက်လက်တွေကိုကြည့်ရမယ်ဆိုရင်လည်းကျွန်တော်ကခြေစွမ်းအသာစီးနဲ့ကိုအနိုင်ရရှိခဲ့တာပါတစ်ဖက်တင်းကဘောလုံးပိုင်ဆိုင်မှုလည်းကျွန်တော်ထက်မသာခဲ့သလိုဂိုးပေါက်ချင်းချောက်မှုမှာလည်းကျွန်တော်ကအသာစီးရရှိခဲ့တယ်ဂိုးပေါက်တဲ့ကန်ချက်လည်းတစ်ဖက်တင်းကတစ်ချိန်မှမရရှိခဲ့ပါဘူးအဲ့တော့ကျွန်တော်ညီကိုတွေရောဒီလိုမျိုးကိုထက်အင်အားကြီးတဲ့ squad ကို division မှာတွေ့ရပြီဆိုရင်ဘယ်လိုမျိုး view ဟာတွေနဲ့အနိုင်ရရှိခဲ့လဲဆိုတာကို comment မှာဝင်ရောက်ပြီးတော့မှတ်ချက်ပေးသွားလို့ရပါတယ်ဒီလိုမျိုး video တွေကိုကြိုက်နေတတ်တယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးသွားကြပါနောက်ဒီထက်ကောင်းတဲ့ video တွေကိုကျွန်တော်တင်ဆက်နိုင်ဖို့အတွက်ကျွန်တော်စူးစမ်းနေပါတယ်ဈေးကြီးတဲ့ epic ကတ်တွေ bit တိုင်းကတ်တွေရှိမှ division မှာအနိုင်ရရှိတာမဟုတ်ပါဘူးစကေးရှိမှအနိုင်ရရှိတာပါဆိုတာကိုဒီ video နဲ့ကျွန်တော်တက်တည်ပြလိုက်ပါတယ်